ယနေ့ခေတ်ကြားဖြန့်ခေါ်လူလိမ်ကိုင်းများအကြောင်းနှင့်လူတိုင်းသတိထားရမည့်အချက်များယနေ့ခေတ်နည်းပညာတိုးတက်လာမှုနှင့်အတူအွန်လိုင်းမှတဆင့်လိမ်လည်မှုများလည်းပိုမိုများပြားလာနေသည်အထူးသဖြင့်ကြားဖြန့်ဟုလူသိများလာသောအွန်လိုင်းလူလိမ်ကိုင်းများသည်လူမှုကွန်ရက်များဖုန်းခေါ်ဆိုမှုများအလုပ်ကိုင်ကြော်ညာများနှင့်ငွေကြေးရင်းနှီးမြှုပ်နှံမှုအမိခံလုပ်ငန်းများမှတဆင့်လူများကိုလှည့်စားနေကြသည်ကြားဖြန့်ကိုင်းများသည်တဦးတစ်ယောက်တည်းမဟုတ်ဘဲစနစ်တကျဖွဲ့စည်းထားသောအဖွဲ့အစည်းများဖြစ်ပြီးနည်းလမ်းမျိုးမျိုးဖြင့်လူများ၏ငွေကြေးကိုယ်ရေးချက်လက်နှင့်ယုံကြည်မှုများကိုအမျက်ထုတ်ကြသည်ကြားဖြန့်များအသုံးများသောလိမ်လည်နှင်းများအလုပ်ကိုင်အမိခံလိမ်လည်မှုလစာကောင်းသောအလုပ်နိုင်ငံခြားအလုပ်အွန်လိုင်းအလုပ်လွယ်ဟုကြော်ညာပြီးလူငယ်များကိုဆွဲဆောင်ကြသည်တချို့ကနိုင်ငံခြားသို့ခေါ်ဆောင်ပြီးလူလိမ်လုပ်ငန်းများတွင်အတင်းအကျပ်အလုပ်လုပ်ခိုင်းခြင်းများပင်ရှိသည်အချစ်ရေးအမိခံလိမ်လည်မှု Facebook Telegram TikTok စသည့်လူမှုကွန်ရက်များမှတဆင့်မိတ်ဖွဲ့ပြီးယုံကြည်မှုရလာသောအခါငွေချေးခြင်းလက်ဆောင်ပို့ရန်အခွန်ဆောင်ခိုင်းခြင်းများပြုလုပ်ကြသည်၃ရင်းနှီးမြှုပ်နှံမှုအမိခံလှည့်စားမှုငွေထည့်ရုံနဲ့အမျက်နှစ်ဆ craft ရင်းနှီးမြှုပ်နှံမှုနေ့စဉ်အမျက်ထုတ်ပေးမည်စသည့်စကားများဖြင့်လူများကိုငွေလွှဲခိုင်းကြသည်အစပိုင်းတွင်အမျက်နှိမ့်ငယ်ပြပြီးနောက်ပိုင်းတွင်ငွေအားလုံးပျောက်သွားတတ်သည်၄နှင့် bank account လိမ်လည်မှုဘဏ်ဝန်ထမ်းဟန်ဆောင်၍ outcode password နှင့် pay web pay အချက်လက်များတောင်းယူကာအကောင့်ထဲမှငွေထုတ်ယူကြသည်လူတိုင်းသတိထားသင့်သောအချက်များကိုယ်ရေးအချက်လက်မပေးပါနှင့်outcode password နှင့်ပုံ bank account အချက်လက်များကိုမည်သူကိုမျှမပေးသင့်ပါလွယ်လွယ်နဲ့ငွေရမည်ဆိုတာမယုံပါနှင့်အမျက်ကြီးမှမည်လစာအရန်ကောက်မည်ဆိုသောကြော်ညာများကိုစစ်ဆေးပြီးမှယုံကြည်သင့်သည်မသိသောလိမ်မနှိပ်ပါနှင့်Facebook message သို့မဟုတ် email မှပို့လာသောလိမ်များသည် fake website ဖြစ်နိုင်သည်အလုပ်ခေါ်စာများကိုစစ်ဆေးပါ company အမှန်တကယ်ရှိမရှိတရားဝင် page ဖြစ်မဖြစ် review များရှိမရှိစစ်ဆေးသင့်သည်မိသားစုနှင့်တိုင်ပင်ပါငွေကြေးဆိုင်ရာဆုံးဖြတ်ချက်ကြီးများကိုတယောက်တည်းမဆုံးဖြတ်ဘဲမိသားစုတငယ်ချင်းများနှင့်တိုင်ပင်သင့်သည်လူမှုအတိုင်းဝိုင်း၏တာဝန်ကြားဖြန့်လူလိမ်ကိုင်းများပျောက်ကွယ်ရန်အတွက်တဦးတစ်ယောက်၏သတိရှိမှုသာမကလူမှုအတိုင်းဝိုင်းတစ်ခုလုံး၏ပူးပေါင်းပါဝင်မှုလည်းလိုအပ်သည်လိမ်လည်မှုတွေ့ရှိပါကသက်ဆိုင်ရာအဖွဲ့အစည်းများသို့တိုင်ကြားသင့်ပြီးအခြားသူများကိုလည်းသတိပေးမျှဝေသင့်သည်မိကုံယနေ့ခေတ်တွင်ကြားဖြန့်လူလိမ်ကိုင်းများသည်နည်းပညာကိုအသုံးချကာလူများ၏ယုံကြည်မှုကိုအမျက်ထုတ်နေကြသည်ထို့ကြောင့်သတိရှိခြင်းသည်မိမိကိုယ်ကိုကာကွယ်နိုင်သောအရေးကြီးဆုံးလက်နက်တစ်ခုဖြစ်သည်မယုံသင့်သောအရာကိုလွယ်လွယ်မယုံပါနှင့်မစစ်ဆေးရသေးသောအချက်လက်ကိုမျှဝေပါနှင့်မိမိနှင့်မိသားစု၏ငွေကြေးနှင့်လုံခြုံရေးကိုအမြဲတတိထားကာကွယ်ကြပါစို့ရွှေမိုးရွာစေအသိပညာရွှေမိုးရေတွေစိတ်ခွန်အားများအမြဲရွာသွန်းပေရွှေမိုး channel မှာစုံကြမယ်လေအကြောင်းအရာတွေအမြဲရှိနေဘဟုတုတများစွာမျှဝေလာရောက်လေပတ်ဖို့ဖိတ်ခေါ်နေရွှေ